တောကြီးတစ်ခုတည်းကစမ်းပေါက်အိုင်ငယ်လေးတစ်ခုအတွင်းမှာကြက်တစ်ကောင်နဲ့ဖားတစ်ကောင်ဟာအတူတူနေကြတယ်တဲ့သူတို့ဟာတစ်နေ့လုံးသူတို့တဲလေးတွေထဲမှာအိပ်နေကြတယ်တဲ့ညလားထွက်ချိန်ရောက်မှတဲလေးကအသီးသီးထွက်လာကြပြီးဝရန်တာမှာထိုင်ကာနတ်သမီးပုံမြင်တွေတယောက်တစ်လက်ပြောကြတယ်တဲ့တညတော့သူ့တဲကထွက်လာတဲ့ဖားကလေးဟာကြာဖက်ပေါ်ထိုင်ရင်ကန်ကလေးတဲကရေကိုတေးသေးချာချာကြည့်မိတယ်တဲ့အဲ့ဒီအချိန်ကကောင်းကင်ပေါ်မှာကျယ်ပွင့်လေးတွေကစွမ်းကုန်တောက်ပနေတဲ့အခါဆိုတော့ကျယ်ပွင့်လေးတွေအရိပ်ကလည်းကန်ရီမှာထင်ဟပ်ပြီးတဖိတ်ဖိတ်လင်းလက်နေတာပေါ့လေဘာနဲ့တူတယ်လဲဆိုတော့ယတနာကိုးပါးစီချဲထားတဲ့ဘရင်နန်းတော်နဲ့တောင်တူနေတော့တယ်ဖားကလေးကအော်ခေါ်တော့ကြွက်ကလေးကလည်းထွက်လာတယ်ဖားကလေးကကြွက်ကလေးကြည့်လိုက်စမ်းဟီရိုတွေဘလောက်ချမ်းသာတယ်ဆိုတာကြွက်ကလေးကလည်းသူ့မျက်လုံးသူမယုံနိုင်အောင်ဖြစ်နေတယ်ဖားကလေးရေငါစဉ်းစားမိတာတခုရှိတယ်သူကစကားကိုရပ်ထားပြီးမှဒီလိုကွာတို့ရဲ့ယတနာတွေကိုဘသူမှမခိုးနိုင်အောင်မင်းနဲ့ငါခုချိန်ကစပြီးတလဲစီတာဝန်ယူဆောင်မှဖြစ်တော်မယ်မင်းပြောတာမှန်တယ်ဖားကလေးကထောက်ခံတယ်ဒီလိုနဲ့သူတို့တက်လက်စီစောင့်ကြတယ်နောက်ဆုံးဆောင်ဖို့အလှည့်ကြတဲ့ကြော့ကလေးလှည့်ရောက်တော့မိုးလင်းလူပြီးတဲ့ဒီတော့ကြော့ကလေးလဲတမေးလောက်ငိုက်ကနေအိပ်ပျော်သွားတာပေါ့အဲ့ဒီအချိန်မှာပဲမိုးလင်းသွားတယ်ကောင်းကင်ကကျယ်ပွင့်တွေပျောက်သွားတော့ရေထဲမှာလဲအရေးထင်မနေတော့ဘူးပေါ့ကြော့ကလေးလန့်နိုးလာပြီးဖားကလေးကိုခေါ်ပြောတယ်ဟေ့ဖားမင်းရတနာတွေငါအိတ်ငိုက်နေတန်းခိုးထားလိုက်တယ်မဟုတ်လားအခုမရှိတော့ဘူးဖားကလည်းမင်းခိုးတာပဲဖြစ်ရမယ်မင်းမဲနောက်စားမင်းမဲနောက်ဆုံးဆောင်ဖို့အလှည့်ကြတာမဟုတ်လားဒီလိုနဲ့သူတို့ဟာတယောက်တခွန်းစကားများပြီးအတူမနေတော့ဘူးလို့ဆုံးဖြတ်ပြီးအဲ့ဒီကန်လေးကိုနှစ်ကောင်စွန့်ပြီးထွက်သွားကြတော့တယ်တဲ့ညပြန်ရောက်တဲ့အခါကျတော့အဲ့ဒီကန်လေးဟာကျဲပွင့်လေးတွေရဲ့အရေးနဲ့ပြည့်နဲ့တောက်ပနေပြန်ရောတဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲဒီပုံမြင်လေးကနေအတိတစ်ခုလောက်ရကြမယ်လို့မျှော်လင့်ပါတယ်